သင်္ချာဆရာဤမိဂုံကိုမြတ်ဗုဒ္ဓကဖြေချခြင်းအကြောင်းတရားဒေသနာတော်မြတ်စွာဘုရားလက်ထက်ကခဏကမောက္ကလနာဆိုတဲ့သင်္ချာဆရာတို့ရှိတယ်ကျောင်းသားတွေကိုသင်္ချာတတ်သင်ပေးတဲ့ဆရာခဏနဲ့ခဏပညာနဲ့အသက်မွေးတယ်လို့လည်းခေါ်တယ်ပေါ့ခဏကအရေးအတွက်နဲ့ပတ်သက်ပြီးတော့ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်ကဏနာစီဝသင်္ချာတတ်ပညာနဲ့အသက်မွေးတဲ့ပုဂ္ဂိုလ်လို့အဲ့တော့သူရဲ့မိဂုဏ်တွေကိုမြတ်စွာဘုရားဖြေထားတာလေကနကမောက္ကလနာသုတ်ဆိုပြီးတော့မှတ်တမ်းတင်ထားလို့ရှိတယ်သူမိဂုဏ်တွေကလည်းပဲအသင်ယုတ်တိရှိတဲ့မိဂုဏ်တွေဖြစ်တယ်မြတ်စွာဘုရားရဲ့ဖြေဆိုမှုကလည်းပဲအဝတ္တန်ရှင်းလင်းတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့မသနာယူကြည့်ကြရအောင်မစ္စည်းမနိကေမှာခဏကမောက္ကလနာသုတ်သင်္ချာဆရာဖြစ်တဲ့မောက္ကလနာပုံနာသူ့ရဲ့မိဂုဏ်တွေကိုမြတ်စွာဘုရားကဖြေကြခဲ့တာဟာဗုဒ္ဓဝါဒရဲ့ကျင့်စဉ်တစ်ခုကိုဖော်ညွှန်းတာပဲဖြစ်တယ်